ကျွန်တော်စပင် hair loss စပြီးတော့မှခံစားမိတာတော့ကျွန်တော်2015လောက်ကပေါ့နော်ခေါင်းလျှော်ရင်းထဲမှာလက်ထဲမှာစပင်တွေပါလာတွေဖြစ်တယ်ပြီးသွားရင်အုတ်ထုတ်ဆောင်းလာရင်အုတ်ထုတ်ချွတ်လာရင်အုတ်ထုတ်မှာကျွန်တော်တို့စပင်လေးကပ်ပြီးတော့ချွေးနဲ့ကပ်နေတာလေးကျွန်တော်တွေ့ရတယ်ပေါ့နော်အဲဒီတော့အဓိကဖြစ်တဲ့အကြောင်းရင်းကတော့အဖေရဲ့မျိုးရိုးကပြောင်းတယ်ပေါ့နော်အဲ့ဒါအဖေရဲ့ genes ကြောင့်လည်းဖြစ်တယ်ပေါ့အဓိကစပင် loss ဖြစ်တာကိုအဲ့ဒီထက်ကတော့ကျွန်တော် treatment ယူခဲ့ရေးဆိုလို့ရှိရင်အခုလောက်ကျွန်တော်မစိုးဘူးပေါ့နော်ဟိုကတော့ထုံးစံတိုင်းပေါ့ကိုစပင်ရတော်တော်ကြီးအချိန်တွေကစိုးသွားတော့မှကိုဘက်ကလူမှုပတ်ဝန်းကျင်မှာလေကိုဘက်ကဒီအခုကျွန်တော်ရဲ့ life ကကျွန်တော် ground နဲ့ပဲကျွန်တော်လည်း life ဖြစ်သွားတယ်ဒါပေမဲ့အခုဒီလိုမျိုးဒီခေတ်မှာပေါ့နော်ဒီခေတ်မှာကိုဒီမှာပြီးမှာလေစပင်စိုက်လို့ရတယ်ဆိုတာကိုရတယ်ပြီးရပြီးသွားလို့ရှိရင်အခြားနိုင်ငံနဲ့ရှင်လည်းပုံညာစိတ်ကပတ်တာတယ်ပေါ့နော်ပတ်တာတယ်ပြီးသွားရင်ဒီမှာလည်း professional ဆရာကြီးကိုယ်တိုင်ရှိနေတယ်ဆိုတော့ကျွန်တော်ပတ်တာတယ်အခုလိုမျိုးတွေ treatment ပိုင်းဖြစ်တာ